လုပ်ငန်းခွင်ဆိုင်ရာအင်္ဂလိပ်စကားပြောဆရာဆိုသည်ဟာလုပ်ငန်းခွင်ဆိုင်ရာအင်္ဂလိပ်စကားပြောဆရာဆိုသည်ဟာစာမျက်နှာ23 page 23ပေါ့နော် page 23ဖတ်ပြပါမယ် faster မြန်လေးနော်ပိုရေးမြန်စွာ faster FAST faster မြန်လေးနော်ပိုရေးမြန်စွာအစင်သင်းလောက်ပါ gallery အစင်သင်းလောက်ပါ gallery အစင်သင်းလောက်ပါတေချာပါစေ make sure တေချာပါစေအမေခိ make sure တေချာပါစေ keep going ဆက်လုပ်ဒုသပတ်အကောင်းဆုံးလုပ် try again again try again ထပ်ကြိုးစားပါ try again ထပ်ကြိုးစားပါဒါကြတော့လုပ်ငန်းခွင်ဆိုင်ရာအင်္ဂလိပ်စကားပြောဆရာစုတိဟာရဲ့စာမျက်နှာ23ကိုဖတ်ပြပေးတာပဲဖြစ်ပါတယ်ရှင်။စောက်လို့ချင်တဲ့ဆိုရင် CP မှာလာပြီးတော့မေးလို့ရတယ်။ထိုင်းရသူဆိုလို့ရှိရင်တော့ချင်းဝက်လေးထဲမှာနှိပ်ဝယ်ပါ